ချီချူးပါနော်ရှင်ပြုတယ်ဆိုတာသိကောင်းလို့ပရိသတ်ကိုညမေတ္တာကုသိုလ်ပေးတာလေးဝမ်းမြောက်နှုတ်မှုဖြစ်စေခြင်းကဒါလေးနဲ့မှတ်တမ်းလေးပြုလိုက်ကြရအောင်လားပရိတရားတော်နာဖိတ်ကြားလိုက်ပါရဲ့ဤသာရကလေးပင်ကြွားရောက်လို့လားမင်းပရိသတ်ဆုံးနေသွားစိတ်ထားကဖြူတာဝရိငါတောင်းကမြင်မှာအလိုတော်မတကြီးကတော့ဖြင့်ဟိလိုသာကြည်ညိုစရာဒီလိုပါဆရာဒီလိုပါဆရာအကြောင်းပြကပြောရအောင်မပြောတာပြောပါနာထောင်လျက်ပါပြောတာပြောပါနာထောင်လျက်ပါဤအလူမနဲ့ဤအလူတရကဟာရောသဘောပြူစင်သွားစေရနာမုံမြတ်တာမို့အဲ့ဒါကြောင့်အခွင့်သားလီရောတောင်းလင်းခိမင်္ဂလာဆိုင်နဲ့ရွှေခွက်မကရည်စချကအမြယူခြင်းမခမညာရှင်မျက်နှာအနောက်မျက်နှာမြောက်မျက်နှာတောင်မျက်နှာအထက်မျက်နှာအောက်မျက်နှာမနတ်စစ်တီရှင်သတိနဲ့ပြင်လို့မဲ့လို့သူပြန်တာအဲ့ဒီတော့ကမှဘုံတရားသူစင်တို့ကဟိုအတိတ်ကိုဆောင်းတာဟောတော်မူနေချမ်းအနုငါရရင်မနေနဲ့ဝိတ္တမသာဝိတိုင်အောင်လားပြုတ်လိုက်တဲ့ဒါနပါရမီတွေအခါလာအနုငါရရင်မနေနဲ့ဝိတ္တမသာဝိတိုင်အောင်လားလိုက်တဲ့ဒါနပါရမီတွေဟာဗျာမဟာပထဝီမြေတတိထားဘတ်တော်လေးကပေါ်လာဆိုင်ရစ်ချနေအမညောရငါရှာတို့ဘုရားရှိစဉ်ကမနဲ့ရန်သမင်းပြုလို့ပလင်လူတဲ့အခါမှာအရှိမျက်နှာအနောက်မျက်နှာမြောက်မျက်နှာတောင်မျက်နှာအထက်မျက်နှာအောက်မျက်နှာမှာနတ်စ
စစ်တီရှိတန်းသည်နဲ့ပြင်လူမဲ့လို့သူကျန်တာအရှိမျက်နှာအနောက်မျက်နှာမြောက်မျက်နှာတောင်မျက်နှာအခမ်းမျက်နှာအောက်မျက်နှာမနတ်စစ်တီရှိတန်းသည်နဲ့ပြင်လူမဲ့လို့သူကျန်တာအဲ့ဒီတော့ကမှတို့ဘယလူစင်တို့ကဟိုအတိတ်ကိုဆောင်းကဟာရမူလေးရှာအလူငါရရင်မမြင်တဲ့ဝိသန္တရာမေတိုင်အောင်လားယူလိုက်တဲ့ဒါနပါရမီတွေဖြာဗျာအလူငါရရင်မမြင်တဲ့ဝိသန္တရာမေတိုင်အောင်လားယူလိုက်တဲ့ဒါနပါရမီတွေဖြာဗျာမဟာပရဝိမြေတတိထားဘာတော်လေးဖပေါ်လာခါကြီးချနာပေါညောရရှာကိုချစ်စံကိုပြတိတ်ကောင်းတဲ့တခြင်းနော်ဟုတ်တခြင်းကောင်းလို့ဒါလေးတွေကိုတို့မန်းတက်နဲ့တိတ်လိုက်တဲ့တခြင်းမှာလိုက်ပတ်ဆုံးနော်ဟုတ်အနန္တထိုက်ပါတယ်ကျွန်တော်အကိုဆရာဂီတကျယ်လေးစိန်တူဝင်လာဟုတ်ဒါကြောင့်ပရိသတ်နှလုံးသားကိုသူ့လူပညာနဲ့ကိုက်တုတ်ခဲ့တာဟုတ်သူတွေမကတော့ပါဘူးဟုတ်ပါသူ့ရဲ့တပည့်ဖြစ်တဲ့ကျွန်တော်ကိုရွှေပြိုင်းဟုတ်ပါကျွန်တော်ကိုဗိသိက်ကျွန်တော်ကိုမန္လေးသက်စောဟုတ်နောက်ကျွန်တော်ရဲ့သားသူ့မြီးပေါ့ဟုတ်ပါမင်းတို့လည်းဒီလိုနှလုံးသားကိုင်လှုပ်နေအောင်တီးကြဆိုကြပြောကြဆိုပြီးကျွန်တော်ကိုဆုံးမခဲ့ဟုတ်တယ်အတုံကောင်းတဲ့တခြင်းတော့မမကျွန်တော်အကိုကြီးလည်းတီးပါတယ်ခင်ဗျာဟုတ်တတ်တော်ထင်ရှာတို့ဘုရားရှိစဉ်ကမနဲ့ရတမင်ပြုလို့ပလင်လူတဲ့အခါမှာဘုရားဖြစ်တော့ဘယ်သူကပလင်လာလို့မနဲ့ကအဦးဆုံးပလင်လာလို့တာပုဒ္ဓိအာဘယ်နှခု၃ခုပုတ်ဆိုတာကပုပ္ပိနိဝါဒညာဓိဆိုတာကဒိဗ္ဗစက္ခုညာဟုတ်အာဆိုတာကအတော်ခရညာဘယ်နှပါ၃ပါအဲ့ဒီညာစဉ်၃ပါလည်းရတယ်ကျွတ်တို့ဘုရားထံဘယ်သူလာလို့ပလင်ကမနဲ့ကဟဲ့ခေါ်ရမဟဲ့ငါပလင်ပေးစကားမရင်ကြီးပဲနဲ့ဖယားထံပါလာလို့ပလင်လာလို့ကျွတ်တို့ဖယားနှုတ်တော့လုံးဝမဟုတ်လွယ်လေးနဲ့ပွင့်တဲ့ဖယားမထင်နဲ့ဒီဒုက္ခတွေမြင်အောင်တို့ပရိသတ်သိအောင်ပြောတယ်ဖယားနှုတ်တော့ဘာမှမပြောပလင်မော်လည်းဆင်းမပြီးမပေးတော့နတ်စစ်သည်ရှစ်တန်းနဲ့ဖယားကိုအမျိုးမျိုးပန်တဲ့လက်နဲ့ခရမ်းမီရောက်ဘာလုပ်တာဖယားကိုတိုက်ခွင်းဖယားဖလားတမဘာဝင်စားဘာမှမပြောဟုတ်နောက်သူ့ပါတဲ့နတ်စစ်တီတွေကအမျိုးမျိုးနဲ့တိုက်တာလဲမရတော့ဘာပြန်လုပ်တုံးဆိုတော့ဟဲ့နတ်စစ်တီတို့ဒီပလင်ဘသူပလင်တို့နောက်ကနတ်စစ်တီတွေကမာနာပလင်တို့အော်တာဟုတ်ပလင်သာပေးဆိုတော့ဒီတော့မှဖယားကမနတ်တဲ့မင်းအဲ့လိုကြီးနတ်စစ်တီနဲ့အော်တောင်းတယ်ဒီပလင်မင်းမရဘူးတဲ့ဒီပလင်ပိုင်တယ်မပိုင်တယ်မင်းနဲ့ငါနဲ့ဒီဖြိမှာညင်းနေလို့လဲအပို့ပဲမင်းပြုတ်တဲ့ရန်ကိုမင်းငါပြန်ရန်ကိုတန်ပြန်ရအောင်ငါနတ်မှာလဲမင်းပြန်ပြီးတော့လက်နဲ့ခမ်းပြီးကြောက်ဆိုလို့ငါနတ်မှာအတ်တူတစ်ချောင်းတောင်မရှိဘူးတဲ့ဘုရားမနတ်ဒီပလင်ရဖို့ရငါသတ်တိပြမယ်ဒီပလင်မင်းနဲ့တိုက်တယ်ငါနဲ့တိုက်တယ်ဆိုတာငါသတ်တိပြမယ်သတ်တိကဘယ်နှမျိုးရှိလဲ2မျိုးပြိဿလောကမှာသတ်တိ2မျိုးဗျဟုတ်သတ်ရှိရဲ့သတ်မဲ့ဟုတ်သတ်ရှိဆိုတာကိုဝိနည်းတတ္တဝါတွေဟုတ်တယ်သတ်မဲ့ဆိုတာဘာကောညီကြီးဒီနေရာစကားညက်ထဲမှာနော်နောင်ညီတော်တို့သတ်မဲ့သတိပေးတာခဏခဏနော်မြန်မာနိုင်ငံမှာဟုတ်ပါခဏခဏဒါကြီးလှုပ်နေပြီဟုတ်တတိပေးနေပြီဟုတ်မြင်ငရင်လှုပ်မှာတော့ ETP သွားမယူနဲ့ကိုလူတို့သွားမဲ့လမ်းသာကြည့်ထားကြတတ်မဲ့မြတတိပေးရင်သိကြောက်စရာကောင်းစကိုင်းပြဝေကျော်နော်ဟုတ်ပါဒါပြဝေကျော်ကြီးဒါကြောင့်ဒီလိုအလှတန်းနေပေါ်တယ်ဆိုတာရင်ကြီးကြီးတိုက်မွေးစီးလုံးဖြစ်စေခြင်းတို့ဒါကကမ္ဘာပြည့်ပြီကျော်တယ်မှာမပါဘူးလားပါအကြီးဆုံးတော့တကဘာလုံးကအံ့ဖွယ်ဖြိထားတဲ့နေရာကျော်ကြီးဟုတ်တယ်ဒီနေရာကြီးဟုတ်ဒါကြောင့်ညီတော်နောင်တော်တို့တတ်မဲ့စကားပြောလိုက်ရင်တက်ရှိတယ်အကုန်ဒုက္ခရောက်ဒီတော့ဘုရားရှင်ကမနတ်တဲ့ဒီပလင်မင်းနဲ့ထိုက်သလားငါနဲ့ထိုက်သလားငါမင်းတတ်သိပြမယ်ဆိုတော့ဘုရားဘာလုပ်တယ်မှဘာလုပ်ပလင်ဘောကနေညာလက်ရုံထုတ်ပြီးတော့ဟဲ့မြေကြီးတဲ့ဒီပလင်ငါနဲ့ထိုက်တယ်မထိုက်တယ်ဆိုတာငါပြုတ်တဲ့ကုသိုလ်သင်သာသိတယ်တဲ့
လက်ညှိုးနဲ့ထိုးတော့မှဒီကြမှာမြေကြီးကအကွဲပြီးတော့ဘွားဆိုဘယ်သူပေါ်လာမြေဆောင်နဲ့သမီးမြေဆောင်နတ်သမီးပေါ်လာပြီးဆန်ညစ်တဲ့ရေနဲ့မျောလိုက်တာနဲ့စစ်သည်ဘယ်နှတန်း8တန်းကယုံကရင်နဲ့အကုန်လွင့်စင်ထွက်ပြေးသွားဟုတ်ဒါပြင်ကိုရှိပြန်အဲ့ဒီရေကဘယ်ရရေဘယ်ဖယားလက်ထက်ကနေဗျာဒိတ်ခံရဲ့ကတ္တပဘုရားရှင်လက်ထက်ဒီပင်ကရံနော်ဟုတ်ဒီပင်ကရံမြတ်စွာဘုရားလက်ထက်ကဘာယသိသူ့မိတာသူ့မိတာဘဝရှင်ယသိဘဝကနေဘာခံခဲ့ဗျာဒိတ်ခံနောက်လာမဲ့စရုပ်ထမြောက်ဂေါရမဘုရားဖြစ်နေပွင့်လိမ့်မယ်တဲ့ဘဏ္ဍသင်္ချေပါရမီဖြည့်ရမယ်လေးသင်္ချေဘာဘဏ္ဍသင်္ကဘာတသိန်းလေးသင်္ချေနဲ့ကဘာသင်္ပါရမီဖြည့်ရင်တော့ဂေါရမတော်တော်အမည်နာမနဲ့ဘုရားဖြစ်လိမ့်မယ်လို့ဒီပင်ကရမြတ်စွာဘုရားပြားပြီးတော့ဘုရားရှင်ရဲ့အလောင်းသူ့မိတာရှင်ရဲ့အဲ့ဒီကနေကုသိုလ်လှုပ်တိုက်ပါသွန်ချရေဆက်သွန်ချအဲ့ဒီရေဆက်သွန်ချတဲ့ရေကမဟာပရိမြေကြီးစောင့်တဲ့မြေဆောင်နတ်သမီးခေါင်းပေါ်မှာသမုဒ္ဒရာရေထက်များတယ်အဲ့ဒီရေဟာဘုရားကုသိုလ်လှုပ်တိုက်ဘစုကိုတတ်သိထားတာမဟာပထဝီမြေကြီးတတ်ရှိလားတတ်မဲ့တတ်မဲ့ဒါကြောင့်တတ်မဲ့ကိုတိုင်တယ်ခဲ့သည်ထို့နီးတူစွာဒါနဲ့အလူတိုင်းကာမကြီးဒေါ်စိန်ញိုင်းတို့ဥအောင်စောထွေးတို့ဒေါ်ဖြူဖြူဘုန်းတို့လက်ပြန်ကဘာသွန်းချမယ်ရေဆက်သွန်းချရေဆက်သွန်းချတဲ့ကငါညီနဲ့ငါနာမှာတို့တက်ရှိတွေကတော့စားသွားမှာပဲဒါပေမဲ့လို့တို့နေခဲ့တဲ့ဟောဒီမြေကြီးတတ်မဲ့ကသိလို့ဖယားတောင်မှမာနတ်နိုင်တာတက်ရှိကြောင်လားတတ်မဲ့ကြောင်လားတတ်မဲ့ကြောင်တတ်မဲ့ကအတိပေးလိုက်ပြီဆိုတတ်မဲ့တွေတုံအောင်ကြောက်ရပါသည်လို့အားကြောင့်ဦးအောင်စောထွေးတို့ဒေါ်ပြူပြူဝင်းတို့မနှက်ပြန်ရစ်ဆက်သွန်းချတဲ့ကုသိုလ်သည်ဘယ်ပုံပဲရောက်ဘသူကနေအတိပေးမယ်မြေဆောင်နတ်ခေါ်တဲ့မြေကြီးကအတိတတ်တွေပေးပါလိမ့်မယ်လို့မိအဟုတ်မှန်စွာကိုကျွန်တော်အကိုဆရာဂီတကျဲလေးပေးတယ်ပြီးလုံးသားအဆန်းအဆက်ကဒီလိုလာတယ်ဗျ
ယူတော်မူကြပါခမညာ အာကြားကြသမျှအာရပါရဝမ်းမြောက်ဝမ်းသာစွာ ရှိပါတယ်တော့ သာဓုသာဓုသာဓုအနုမောဒနာခေါ်ကြပါ သာဓုပေါ်သားမ အမြယူတော်မူကြပါခမညာအာကြားကြသမျှအာရပါရဝမ်းမြောက်ဝမ်းသာစွာ ဩ သာဓုသာဓုသာဓုအနုမောဒနာခေါ်ကြပါ သိကောင်းတဲ့တခြင်းနော် မဆုံခိုင်းနဲ့ ဘာလို့တော့ ပြတ်တဲ့တင်းတဲ့စီရောမှာ လာရပြီလေလားဆိုမှသာဓုဆိုမှ သာဓုသာဓုသာဓုအနုမောဒနာခေါ်ကြပါ လူတကာပြူတဲ့တော့ ဦးအောင်စောထွေး အဲ့ပေါင်းဆိုသားမ သာဓုသာဓုသာဓုအနုမောဒနာခေါ်ကြပါဤဦးအောင်စောထွေး ဘာလို့ဤသွားခံတာဦးအောင်စောထွေး ဦး ဒေါ အောင် ် စော ဖြူဝင်းအလူရည်စားလက်နဲ့မကွာ အခုအရအောင်ဆိုးလိုက်ပြီးတာဒါကကျွန်တော်မှသချင်းမရပဲနဲ့ဘူး သာဓုသာဓုအနုမောဒနာခေါ်ကြပါဦးအောင်စောထွေးဒေါ်ဖြူဝင်းအလူရည်စားလက်နဲ့မကွာနောင်တရီတရားမင်းညာတော်လောက်ဝတ်သုံးတယ်ဘုဗ္ဗမဒီလိုမလားဟာသာဓုခေါ်က တဝက်ရ နာကိုတောင်းချစ်သာဓုတင် ဟောလေသင်ချင်း တရားနာတဲ့ပုဂ္ဂိုလ်ဘယ်နှကပါ ကိုကပါ တရားတောင်းတဲ့ပုဂ္ဂိုလ်ဘယ်နှကပါ တရားတောင်းတဲ့ပုဂ္ဂိုလ်ကြတော့ရှိကပါတဲ့ ဒီပါဦး နောက်ပြန်ကခမည်းမြောက်နေနဲ့ကြုံမြောက်လိုက်တော့မယ်ကရောဝဲတွေအကုန်လွင့်ထွက်ကုန် တရားတောင်းတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်နှကပါ ရှိကပါ သာဓုခေါ်တဲ့ပုဂ္ဂိုလ်ကြတော့ တရားတကယ်ဘွားတော့တကယ်ပါပဲမလားပါအဲ့ဒါဆရာဦးမင်းလွင်မလီ ဘယ်လိုလေးတော့ တကယ်ပါတရားတကယ်ဘွားတော့တကယ်ပါအပဲမလားပါဦးမင်းလွင်လီယူလေးနဲ့မောင်ကျော့အတန်နဲ့ဆူလိုက်တာလေ ဘယ်လိုလေးတော့ ပေါက်ပြီးတော့ အဲ တရားတကယ်ဘွား တကဘာနော်ကိုချစ်စမ်းတပတ်ကတပတ်ကလေတကဘာကိုဘယ်လောက်ရှိ ဟာဘလို့လို့သိမလို့လို့ခင်ဗျာတကဘာဘလောက်ရှိတော့ကျုပ်ဘလို့လို့နားလဲမလို့လို့ တကဘာဆိုတာတဲ့ ဟုတ် အန္တရက64ကပေါင်းမှဘာခေါ်တာ တကဘာ ကဲတွက်ကြည့် ဟုတ် ညီတော်နောင်တော်များ ဟုတ် တကဘာဆိုတာအန္တရကဘယ်လောက်တဲ့တော့ 64က အဲ64က 64က ဒီကလည်းမပြော ဟုတ် ဘူး 64 အန္တရက60နဲ့ဘယ်နှခါတော့ 4က 64ကဘယ်လိုခေါ်တော့လို့မေတို့ညီလူတကကြီး ဟုတ် 10နှစ်နဲ့တသိန်းနဲ့10နှစ်ဘယ်နှခါတော့ 64က အဲ့ဒါမှတကဘာတဲ့ ဟုတ် တို့ကဘယ်ကနေစုပ် တသိန်းကနေဆို တသိန်းကနေစုပ်တာကြတော့အနှစ်တရာပြည့်တစ်နှစ်ရော့အနှစ်တရာပြည့်တစ်နှစ်ရော့တာ8000တန်းမှာစကြဝဠာမင်းပေါ်ခဲ့ ဟုတ် ဒီညစကညက်ထက်ခဲ့အောင် ဟုတ် ရှစ်နှစ်များဟောဒီလူပြိုကြီးတဲ့နေတဲ့ရွာရောက်ရင်ကျုပ်စကြမင်းအကြောင်းတချင်းလေးကျွန်တော်တီးပြအောင် ဟုတ် ကျွန်တော်တချင်းမို့အဘမြိုင်တီးခဲ့တယ်ကျွန်တော်အဲ့ဒါကြိုက်လုံးတော့မတိုက်ဖြစ်လို့ဒီနေ့စကြမင်းလူတန်တန်ဘဏ္ဍတောင်း 8000 အခုပေါ်လာခဲ့တဲ့အာကုသိုလ်ကတသိန်းတန်တုံးကမရှိဘူးအာကုသိုလ်ဆို ဟုတ် လူတန်တန်ဘဏ္ဍတောင်းမှာစပေါ့ 8000မှာဆို 8000မှာဘာနဲ့အရင်စပေါ်တော့မေးရင်ခိုးတာနဲ့တတ်တဲ့အမှုတဲ့ပါဏာတိပါဒာနဲ့ အာဒိနာဒနာ အဲ့ဒီတရားနှစ်ပါးစပေါ့ ဟုတ် လူတန်တန်ဘယ်လောက်ကြာမှာ 8000ကြာ 8000ကြာမှာပေါ်လာအဲ့ဒီ8000ကမွေးတော့ဘယ်နှသောင်းရောက် 4000 4000ပဲအသက်ရှိတယ်ဟောဆုတ်ကဘယ်လောက်မြန်ထားအဲ့ဒီကနေဆုတ်တာငါတို့ဖျားပွင့်တော့လူတတ်တာဘယ်လောက်ရောက်သွားပြီ100နဲ့ဘယ်လောက်တော့ 20 120မှာအကုသိုလ်တရားဘဏ္ဍပါတော့ပြီ18ပါးလို့ခေါ် ဟုတ် အကုန်စုံသွားတယ် ဟုတ် နော်အာရမယာကဝိသမလောဘဆိုလိုက်ဒါတွေကအဲ့ဒါဖျားမပွင့်ခင်ကနေကဒီတရားတွေရှိခဲ့ ဟုတ် ဝိသမလောဘအာရမယာကနော်အာရမယာကဆိုတာမကြံသင့်မကြံစီအိုက်တဲ့ယာကလို့ခေါ်အာရမယာကကြော့ပါဒီခေတ်တော့မပြောကောင်းလို့ပါဗျာနားနဲ့မနာဖွားနဲ့နာတော့သာပါချင်းကျူးလို့နာတွေဒါတွေကအာရမယာကတွေခေါ်ဖယားလက်ထက်ကနေက
မပွင့်ခင်ကဒီတရားရှိလို့ဒါကြောင့်ဒါဘာခေတ်တို့ခေါ်တော့ကလိယူကခေတ်ငါးနဲ့မနာဘွားနေတာအသေးမြန်နဲ့ခေတ်လို့ရောက်တယ်ဒီအသေးမြန်နဲ့ခေတ်ထဲမှာကျွတ်တော့ဘာဖြစ်တာလူဖြစ်ဘာနဲ့တွေ့ဖယားနဲ့စိတ်ဒီကဏမကေစာတုလာဒုလာဘာနောမတတပရိဝကနာယရဏတေနဝုဒ္ဒတိယရဏဘလဘာသုံးပါဘာယရဏလေးတော့ဖယားယရဏတရားယရဏတန်ဃာယရဏယရဏဘနဘာသုံးပါကျုံရပြီတော့ဒီလိုတွေသိတာဘသူကျေးဇူးတရားကျေးဇူးပေါ့ဟုတ်တယ်နော်ဟုတ်တယ်ဖယားနဲ့တွေ့ရကြုံနဲ့တယ်ဒီအဆုံးမှခံတယ်ဆိုတာတတန်လျာလုံးကကျွတ်တော့မိုက်လာတာကံကောင်းလို့ဖယားတာလာတွေမှာလူချစ်လို့အဲ့ဒီအဆုံးမှဟောဒီနားတဲ့ရောက်ဟုတ်ဣတိပိသောဘဂဝါအာရဏသမ္မာသမ္ဗုဒ္ဓဝိသသရဏသမ္မနောသူကတော်လောကဝိဒုအနုတ္တရပုရိသဓမ္မသာရတိတတ္တရိယမနုဿနာဗုဒ္ဓဘဂဝါကုဏောဘနပါတော့ဟုတ်ပါတတန်လျာလုံးကမရွတ်ခဲ့ဘူးနော်ဟုတ်တယ်တာနာနဲ့တွေ့လို့ဒါလေးဒီပါဇက်ကရွတ်ရတာနောက်ဘယ်လောက်သွားအောင်မသိသေးဘူးဟုတ်တယ်အဲ့ဒီထဲမှာကံကောင်းလို့ကြည့်တော့ဘာလာဖြစ်လူလာဖြစ်လူလာချစ်တော့ဘာပြုတယ်ကုသိုလ်ပြုတယ်ပေးတယ်ကျွေးတယ်ဘသူကပေးတယ်အလူဒါယကဥအောင်သောထွေးကပေးတယ်ဒေါ်ဖြူဖြူဝင်းကတော့မပေးဘူးလားဒေါ်ဖြူဖြူဝင်းလည်းပေးတယ်ကျွေးတယ်မနဲ့ကြမကျွေးဘူးလားကျွေးတယ်ပေးတော့မှနှက်ပြန်အမြပြိုအမြပြန်နေတဲ့နောင်ကြီးတို့မှာခဲ့ပါဦးမယ်တာဝန်ကြီးပြီးတာပဲမျက်နှာမြင်ပြီးတာပဲဆိုပြီးမနဲ့ထမင်းစားပြီးတော့ကူစရာလေးရှိကူပြီးတော့ပြန်မသွားနဲ့ဗျဘာဘူးလို့ဆိုအာရိတဇာဟောရင်ဒါမနဲ့လင်းသွားမှာဆိုလို့အလူအိမ်ထမင်းစားတာသိအပြစ်ကြီးတာဓု၃ချိန်မခေါ်ဖယား၃ချိန်မကတော့ရင်အိမ်တဲ့အိမ်နေရင်လူနဲ့တလိษံဘယ်သူကများတလိษံများတယ်နော်ဟုတ်မကြီးလေးမှတ်ထားဗျအင်းတို့သာနေတာအိမ်မိသားစုအများဆုံးရှိလား9ယောက်အဲ့ဒီအိမ်ထဲမှာမင်းကြွက်ဘဏ္ဍကောင်ရှိလို့မင်းသိလားဒီဘိုးကဘဏ္ဍကောင်ရှိဟာအများကြီးဟင်ဟုတ်မွေးတဲ့ကြက်တွေမပါသေးနွားတွေမပါသေးခွေးတွေမပါသေးရောစိတ်တွေရောပါတယ်ဘွားပေါက်လို့နော်ဟုတ်အဲ့ဒီအိမ်ထဲမှာဘာသာဖြစ်တာတိရစ္ဆာန်လာဖြစ်ဘာဘူးလာဖြစ်တော့လုံးမယ်အဲ့ဒီအိမ်ကပြုတ်တဲ့ကုသိုလ်လှုပ်တုံးကတာဓုမခေါ်ပဲနဲ့ထမင်းစမ်းသွားထမင်းလုံးနဲ့အမျှအဲ့ဒီအိမ်မှာလာပြီးပါဆက်ရကျွေးဆက်အကျွေးဆက်ရတယ်အဲ့ဒါဘယ်သူဟောလို့သိဖះဟောလို့ပေါ့ဒါကြောင့်အမျှပေးရင်တာဓုခေါ်ဆိုတဲ့အကျင့်အလေးကျင့်လေးတွေများလေးကျင့်ပေးကြပါလို့ဒါကြောင့်ခဏကျွန်တော်အလူတကာကြီးဖြစ်တဲ့ဥအောင်စောထွေးတို့ဒေါ်ဖြူဖြူဝင်းတို့ဟုတ်အမကြီးဖြစ်တဲ့ဒေါ်စိန်မြိုင်တို့ဟုတ်မိသားစုပြုတ်တဲ့ကုသိုလ်ကညက်ပြန်ကအမျှပေးရင်ဝမ်းမြောင်လူမောတာဓုခေါ်ပြီးတော့ကုသိုလ်လဲရပါလဲဝမ်းလဲဝပြီးတော့အကျိုးပေးတာမလေးမဲတကဘာလုံးတို့အပေတကပိတ်ပါစေလို့စိတ်ဆန္ဒမနတိကာရဟာရကြီးဝေးညက်ပြန်ကငါညီလေးလူကလူမကြီးအဲ့ခါနဲ့ကဒိုးတီတော့မလာနဲ့ဟဲ့ထမင်းယုံအရင်သွားလိုက်လာတဲ့ပရိသတ်ထမင်းစားတာသိချာကြည့်နော်ကုသိုလ်ရအောင်အကိုသင်ခဲ့ဘယ်စိတ်နဲ့ကြည့်ရမလဲဩပရိသတ်လေးစားနေကြတတန်တရားလုံးကလည်းငါဒီလိုစားခဲ့တယ်ဒါပေမဲ့လို့ဂေါရမမြတ်ဖယားသာသနာမှာလူလာပြစ်တော့စားနေတဲ့သရဝဝါစားနေတဲ့ပရိသတ်စားနေတဲ့ဆွေမျိုးတွေငါကြွေးရပြီတော့ထမင်းစားတာကြည့်ဝမ်းသာလိုက်အလိုလိုငါဒီကုသိုလ်စိတ်ဖြစ်သွားဒီလိုစားလုံးမွတ်သိတဲ့ဘော်ဒီပြေပါလေတတန်ရလုံးအစားတွေပြောက်ပါစေလို့အဲ့ဒီစိတ်ကလေးနဲ့မွန်မြတ်တဲ့စိတ်နဲ့လင်မယားတယောက်ဗီဒီယိုမှတ်တမ်းတင်လေးရိုက်လိုက်မယ်ဆိုရင်ငါကြီးအကျိုးပေးတန်မဲ့ကုသိုလ်ဟာမနှဲပါဘူးလို့ဒါကြောင့်ဝမ်းမြောက်မှုပေါ်လာတဲ့ပြိတ္တကလည်းတာဓုခေါ်ကတဝက်ရတာမို့မှတ်ကြစရာတဏိတထွေးများသရဝါတွေတို့ဆွေအမျိုးအပေါင်းအများအမျိုးအပေါင်းတို့ကောင်းကြိုပေးတဲ့ကုသိုလ်မျိုးရှာမှရှာလို့ပြီးများမှရတဲ့ကုသိုလ်တရားပါလို့တတိမှန်စွာအဟုတ်ကောင်းတဲ့နီးနဲ့ကျွန်တော်အကိုဆရာဂီတကျဲစိန်တူဝင်ပေးတဲ့ဒီလက်တန်တာအကောင်းကဒီလိုလာတယ်နားထောင်ကြသမှာရ
သာတောင်းလေးလေးဆိုင်အဖွဲတော်သားတွေလည်းပါဒီလိုချိန်ခါရေစက်ချပွဲအလူပဲတွေဆင်နွှဲလို့သာတောင်းလေးလေးဆိုင်အဖွဲတော်သားတွေလည်းပါကြီးညာအထဘဝအောက်အဝေးစီမှာကိုကိုရှင်းတာနာအစွမ်းကြောင့်သာဝင်ပေါ်မှာသာပြောရပြီကျန်တဲ့နေရာပြောနေဝေးလို့ပြန်လို့ဒီစကိုင်းတောင်ပေါ်ကြည့်လိုက်နဲတဲ့စေတီတွေလားဟုတ်တူဒီတွေနော်ဟုတ်ပါရှေးတော့ကအဖိုးတွေပွားတွေရသမျှရှာလို့ပို့လို့ရှံရင်မလုပ်တော့ဘုရားတယ်လေကျောင်းဆောင်ခဏချိန်ထိဘုရားတွေလဲဖူးနေရတာရှေးကအဖိုးပွားတွေချခဲ့တာနော်ဒီအမွေတွေမပြတ်အောင်ခဏလက်ဆင်ကထိန်းလို့ဒီတို့ခင်ဗျားတို့ကလက်ဆင်ကအမွေလေးပါနော်ဟုတ်ပါဒါကြောင့်ဒီအမူတွေလည်းမပြောင်းအောင်နောင်လာနောက်သားများဆင်ကဲထိမ့်သွားမယ်ဆိုရင်ပြည်မြန်မာနဲ့နော်ဒီသာသနာဟာ9000မကရှိနိုင်ပါပြီလို့ဟုတ်မလားဟုတ်ဗျကန်ကားကြောင့်ရှည်လဲရှည်ပါပြီပฏิယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာ၄ပန်းပစ္စည်းထောက်ပံ့တာကဒကာမပေါ့မမသာသနာတောင်းကလည်းယဟန်ခြေတန်းကားတွေကလည်းဤတောင်ပေါ်မှာဖြင့်ပฏิယတ္တိပฏิပတ်တိပฏิဝေဒဒီသာနာတွေအတွက်အမြဲတမ်းကျူးကုတ်အားထုတ်ပြီးဆောင်ရွက်နေတယ်မို့လားမှန်ပါဒါကြောင့်အကျိုးပြုဝါဒတွေနဲ့ကောင်းမြတ်တဲ့မင်္ဂလာတွေဟာကျွတ်တို့နိုင်ငံမှာကျွန်တော်တို့လူဘဝကြီးအခွင့်အရေးကြီးအဆုံးရှုံးမခံမဲနဲ့လူချစ်တုံးဒီပုဒ်တွေရအောင်ယူပါလို့အခါကမှတ်ကြားစရာစကားလက်ဆောင်ပါသည်ငါသားနောက်ဆုံးပိုက်လေးဒီနေရာတက်တဲ့အရာဆိုတာကောက်ခါတာတိပြိုင်စမ်းပါ
မာတိပဲအာယကံဝစီကမနောကံကံသုံးမှာပရုဒ္ဒဝါစာကျမ်းတန်တဲ့စကားများပါရင်အားလုံးတိခါခုလိုနားလည်ပြီးအပြစ်မမြင်မနဲ့အချစ်ဝင်မာလို့နောက်အရှိမျောပြီးအောင်းစီဆော်ပြီးတော့ဆိုင်တော်နားသော